အားလုံးပဲမင်္ဂလာပါကျေကျူးမနီရနဲ့ကြီးရောပြန်နေကြိုးပါရခင်ဗျာကားတွေအားလုံးကရောင်းကောင်းဝယ်ကောင်းတဲ့ယာတီမျိုးရောက်လာပြီဆိုတော့ကျွန်တော်တို့ချိုးမှာရှိတဲ့ update ကားတွေနဲ့တင်ဆက်ပေးပါမယ်ချိုးမှာလို့ဆိုရင်အာတီကာသတိလေးနဲ့ဝယ်လို့ရပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်ဒီကောင်လေးရဖြစ်တော့ဗီဒီယိုတော့20 model လေးဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့1350ဖြစ်ပါတယ်ဒီကောင်လေးကတော့ကီလို4000ဝန်းကျင်နဲ့ရှိပါသေးတယ်ဒီကောင်ကတော့ GMC အတူတူလေးဖြစ်ပါတယ် model ကတော့18 model ဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းကတော့4800နှိုင်းပါခင်ဗျာဆိုရင် DX7 လေးကတော့2020 model ဖြစ်ပါတယ် DX7 Prime ဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့ကျွန်တော်တို့1390ဖြစ်ပါတယ်ခင်ဗျဒီဒေါင်ဖမ်းမေလေးကတော့ကားကခဲအောင်လေးခေါင်းကအမဲဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့1940ဖြစ်ပါတယ်ဇတိလိုချင်လို့ရှိရင်လည်းရပါတယ်ဈေးနှုန်းကတူပါပဲကျွန်တော်တို့ဒီမှာကားဖြူခေါင်းမဲရလဲ1940ပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကတော့Jetor 895ခွန်3တန်းကားလေးဖြစ်ပါတယ်2022 model ဖြစ်သွားမယ်မန္တလေးတိုင်းဖြူအောင်လေးဖြစ်ပါတယ်သူ့ဈေးနှုန်းလေးကတော့1830ဖြစ်ပါတယ်ခင်ဗျဒါလေးကတော့4 Ranger ဖြစ်ပါတယ်တောင်ပေါ်ဒေသတွေမှာဒီလိုမျိုးတိုက်မြစ်ရွေးချယ်ဝယ်ကြတဲ့ကားလေးဖြစ်ပါတယ်သူကတော့စီနံဘက်လေးမှာကီလိုလေးကလည်းကနနကီလိုလေးပဲရှိနေတယ်ဗျအစ်တိုင်းကဘာစတီကာမှလည်းမပြတ်ရသေးဘူးအပူပစ္စည်းတွေကလည်းကားထဲမှာပါတယ်ဘာမှမဆိုင်ရသေးဘူးเนาะဒီကောင်လေးရဲ့ဈေးနှုန်းကတော့4600ဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ online အစံ21 model ဒန်နိုချဲလေးဖြစ်ပါတယ်ဗျ1600ပါဒီကောင်ကကျွန်တော်တို့ MG XZ ဖြစ်ပါတယ်ဗျ model ကတော့နောက်21 model ဖြစ်ပါတယ်သူကဘိုးလိုင်းစင်းလေးပါကားတော့ပြာရောင်လေးပါဗျသူ့ရဲ့ဈေးနှုန်းလေးကတော့1850ဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကတော့ရောင်းချက်တော့ဒီ Dacian လေးဖြစ်ပါတယ်အဲ့50လေးကတော့ကျွန်တော်တို့ဒီနေ့ update ဈေးကတော့ဒီအမဲရောင်လေးရဲ့ update ဈေးကတော့1930ဖြစ်ပါတယ်အဖြူရောင်ရဲ့ update ဈေးကတော့1950ဖြစ်ပါတယ်ဒါတော့ Kia K5 ဖြစ်ပါတယ်ခင်ဗျဒီ Kia K5 ကနောက်21 model ဖြစ်ပါတယ်ရှိုးလုံးလုံးမှာရှိုးလုံးလုံးဖြစ်တဲ့ကြောင့်မလို့ Kia တသားတာလည်းတဲ့ function တွေအလုံးပါပါခင်ဗျာဒီကောင်ရဲ့ဈေးနှုန်းလေးကတော့9650ဖြစ်ပါတယ်ပြီးရင်ဒီကောင်လေးကတော့ Beijing X7 ဖြစ်ပါတယ် Beijing X7 နောက်25 model ပါကားမဲကတော့တော်လေးရှားပါတယ်ခင်ဗျာဒီကောင်လေးကကျွန်တော်တို့စီနံဘက်ကိုမှကီလို1000မပြည့်သေးတဲ့ကီလိုလေးနဲ့ရမှာဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့2300ဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်BAW EM7 ပေါ့နော်ဒီ BAW EM7 ကတော့ဖြူအောင်လေးဖြစ်ပါတယ်ကီလိုလေးကလည်းကျွန်တော်တို့900ဝန်းကျင်ပဲရှိပါသေးတယ်ဗျဒီကောင်ရဲ့ဈေးနှုန်းလေးကတော့9250ဖြစ်ပါတယ်ဒီကောင်လေးကတော့တော်T1 လေးဖြစ်ပါတယ်ဗျဒါတော့T1 လေးကလည်းအမဲရောင်ကတော့နည်းနည်းလေးတော့ရှားပါတယ်ခင်ဗျာသူကတော့ကီလို400ဝန်းကျင်လောက်ပဲရှိသေးတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့1900ဖြစ်ပါတယ်ခင်ဗျာဒီနံပါတ်ရန်ကုန်လာရင်းနဲ့ရမှာဖြစ်ပါတယ်အဲ့လိုမျိုးကတော့ကျွန်တော်တို့ Toyota GAC ကထုတ်တဲ့ BZ38 ဆင်းမှာဒီကောင်က BZ38 ဆို mass grade ဖြစ်သွားမယ်တွင်းရောင်းကလိမ်မော်ရောင်းနောက်မှာစောစပွဲကုန်ကြီးလည်းပါတယ်အမြင့်ဆုံးလေးဖြစ်သွားမယ် range ကလည်း630ဖြစ်ပါတယ်ဗျဒီကောင်ကြီးကဝယ်သူအမိပေါင်းတော့မရတော့ဘူးဒါပေမဲ့နောက်ဆုံးနံပါတ်နဲ့ရအောင်မယ်ပေါ့နော်တန်းကျနာကီလိုလေးပဲပါပါမယ်ခင်ဗျာသူ့ရဲ့ဈေးနှုန်းလေးကတော့အပြီးပြီး2105သိန်းဖြစ်ပါမယ်ခင်ဗျာခုနကလိုမျိုးပေါ့နော်4 Ranger ကိုဘာမှမစင်ရင်တခါတည်းမမောင်းကျင်တယ်ဆိုတော့တောင်ပေါ်ဒေသအမိသားစုဝင်တွေ4 Ranger တော့15ဝယ်တော့ပဲရှိပါတယ်သူကတော့ကျွန်တော်တို့ရန်ကုန်လိုင်းရဲ့ 9S နဲ့ရမှာဖြစ်ပါတယ်ဒီလုံးကို PPF ကတ်ထားပါတယ်ဗျာဟိုးတော့တယ်ဆို PPF ကတ်ထားတယ်ကျုပ်ပြပါတယ်အားလုံး final ပြန်ထားတဲ့လက်တင်တန်းမောင်းရုံပဲဘုလို့ဖွင့်နေပါတယ်လုံးဝအောင်မဲရောင်အောင်ကတ်ထားပြီးရပါတော့လက်တင်စီကိုဒီတော့ဒီကောင်ကဈေးနှုန်းက200လောက်ပိုတက်တာမယ်4400ခါကြောင့်ဈေးနှုန်းတွေကပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ BZ3 Beijing X7 နဲ့ရပဲနောက်ထပ်နော် Beijing X7 နောက်24 model နောက်24 model ဆိုတော့ face lift တွေက25 26နဲ့ TT ဝဲပြ radar တွေအလုံးပါသွားမယ်အောင်မဲလေးဖြစ်သွားမယ်သူ့ရဲ့ဈေးနှုန်းကြီးကတော့2150ဖြစ်ပါတယ်ခင်ဗျ။ဒီကောင်ကြီးကလည်းဒီပပလေးပဲရှိပါသေးတယ်။ပြီးရင်ဒီJetorပေါ့နော်ကျွန်တော်တို့ဒီ850ပေါ့850ပေါ့နော်ဒီ850ကရန်ကုန်လာကျ 9S ရာနဲ့ပါစီလိုလေးကလည်းနည်းနည်းပါပါတယ်အဖြူအောင်လေးဖြစ်ပါတယ်သူ့ဈေးနှုန်းကြီးကတော့ဒီနေ့ average ဈေးနှုန်းကတော့1920ဖြစ်ပါတယ်ခင်ဗျ။ဒီကောင်လေးကတော့ကျွန်တော်တို့ MG ထဲမှာMG ZS ကိလေးဖြစ်ပါတယ်ဒီ MG ZS လေးရဲ့ဈေးနှုန်းလေးကတော့1150ဖြစ်ပါတယ်နောက်20 model ရှိပါတယ်ပြီးလို့ရှိရင်ဟိုမှာကျန်တဲ့ကောင်လေးအခုဒီကောင်လေးကကျွန်တော်တက်တန်းတိုးလိုက်ပြီဆိုတော့တက်တန်းအစ်စ်နဲ့ရမယ်ပေါ့နော်ဘကိုးလိုက်နေချက်တော့ပါပြီအချမ်းလိုက်ရင်မဟုတ်ရပါဘူး Toyota Rush နောက်18လေးကကျွန်တော်2100အပြီးဖြစ်ပါတယ်ခင်ဗျဒါတွေတက်တန်းအစ်စ်နဲ့ရမှာဖြစ်ပါတယ်ဒီလုံးဝ Royal ကားကြီးပေါ့နော်ဟောင်းကြီး XZ7 Comfort Grade ရလို့ရှိရင် show မှာတစ်စီးပဲကျန်တော့တာဖြစ်ပါတယ်ဒီစီးစွတ်အောင်ပါလို့ရှင်တော့ကျွန်တော်ဒီမှာရောက်ကြကားတာမရှိတော့ပါဘူးဒီကောင်လေးကလုံးဝရောက်ရှိနံပါတ်နဲ့ရမှာပါဖြစ်ပါတယ်သူကတော့ဇတိဖြစ်ပါတယ်ဒါပေမဲ့ကီလိုလေးကတော့4000ဝန်းကျင်တော့ပါပါတယ်3ရ window frame တွေပါအားလုံးကတ်ထားပြီးသားကျန်းကင်းတွေပါပါမယ်တော့အစွတ်တွေပါအားလုံးပါမယ်လက်တင်စီးရမှာဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့2950ဟောဝင်ငွေကုန်ဖြစ်ပါတယ်ခင်ဗျာဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တက်ရှင်2026 model ဖြစ်ပါတယ်သူက 1G ရန်ကုန်လိုင်းစင်းဖြစ်ပါတယ်ကီလိုပပလေးပဲပါသေးတယ်ကန်းကျနာကီလိုလေးပဲရှိသေးတယ်ကန်းကျနာကီလိုဆိုတာ35ကီလို45ကီလို100မကျော်သေးတဲ့ကီလိုပြောတာဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးက2250ဖြစ်ပါတယ်ခင်ဗျာခုနပြောခဲ့တဲ့ကားလေးကတော့ MZ ပေါ့နော်ဒီကတော့ MZ ဒီကလေးဖြစ်ပါတယ်360ရေဆိုတာဖက်လေးပါသွားတယ်ဗျသူ့ရဲ့ဈေးသူက2021 model ဖြစ်သွားမယ် 3S ပေါ့နော်အခရာလည်းတော်တော်မြင့်သွားတယ်ဗျ
ဒီလုံးလေးကလည်း1500နဲ့80ဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်မိတ်ဆက်ပေးတဲ့ကားအများစုကတော့ Beijing X7 ရဲ့ကျွန်တော်တာရှင်ရင်နဲ့တခြားသော T1 တို့ကျွန်တော် X50 တို့ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကားတွေအပြင်ပေါ့နော် Beijing မျိုးကကျွန်တော်show မှာ show ပြလို့မရဘဲနဲ့ရောင်းနေတဲ့ကားလေးလည်းရှိပါတယ်အဲ့ဒါ show ပြလို့မရဘူးဆိုတော့ကျွန်တော်pre-order လာတင်လိုက်ပြီဆိုတော့ကျွန်တော်တို့ customer ရဲ့မှတ်ပုံတင်တစ်ကောင်စင်းကိုယူပြီးတော့တခါလဲသွားပြီးတော့ cash ရတယ်ပြီးမှသာလည်း customer ကို update ရတဲ့ကားတွေကိုဆိုလိုတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကားလေးတွေကတော့ Suzuki Ertiga တို့ Dongfeng Mate တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီတော့ဒါရှင်လို့ပေါ့နော်အဲ့လိုကားမျိုးလေးတွေရမယ်ပြီးကျွန်တော် Beijing X7 တော့တတိလေးတွေပေါ့နော်အဲ့လိုတတိတွေလိုချင်တယ်လို့ရှိရင်လည်းကျွန်တော်တို့ show မှာလာပြီးတော့ညှိနှိုင်းဝယ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ show မှာ T1 တတိလေးတွေT2 တတိလေးတွေလောက်ညှိနှိုင်းပြီးတော့ဝယ်လို့ရပါတယ်ခင်ဗျာshow မှာကအလဲထက်နဲ့လည်းရတယ်လို့အရစ်ကြနဲ့လည်းဝယ်လို့ရပါတယ်ခင်ဗျာလူချင်းမျိုးလက်ရှိစီးနေတဲ့ကားတွေနဲ့အရစ်ကြဝယ်ချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တဲ့ဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ show မှာလာရောက်ညှိနှိုင်းပြီးတော့ဆောင်ရွက်ရပါတယ်ခင်ဗျာ show လိပ်စာတော့အမှတ်30ရေးပြီးသားရလမ်းနဲ့စေယုံလမ်းတောင်းဖြစ်ပါတယ်ဖုန်းနံပါတ်တွေကတော့ကျွန်တော်တို့39 6534လုံး934 5060 930နဲ့98833336ကိုပဲဖြစ်ပါတယ်ခင်ဗျာတက်တာ